တင်ရေတခုကိုတောင်းလိုက်ရင်အရင်ဆုံးတစ်ခန္ဓာကိုယ်တွင်ကိုအေးမြစေတယ်ဦးနာကိုအာယုံဆိုင်မှုကောင်းမှုစီပြီးငိုက်ချင်းနဲ့စိတ်ဆုပ်ထွေးမှုတို့ကိုညှော့နေစေတယ်နှလုံးခုန်တီးနေစေပြီးသွေးလည်းပတ်မှုတို့ကိုလည်းကောင်းမွန်စေပါတယ်အသေးနဲ့ကြောက်ကရလုံးဆောင်မှုတွေကိုလည်းအထောက်အကူပြုပေးပါတယ်ကြောက်ကကြောက်တီးခြင်းကိုလည်းကာကွယ်နိုင်ပါတယ်ခေါင်းခုထာတွေကိုလည်းသက်သာစေပါတယ်ခန္ဓာကိုယ်ရေဓာတ်ကိုလည်းဖြည့်တင်ပေးပြီးအီးမြခံဆန်းစေပါတယ်ခရမ်းကျင်သီးကိုစားမိရင်အစာအိမ်အစစ်ကိုထိန်းညှိပေးပြီးအစာအိမ်နာတာကိုတတ်တာစေလေဦးလုချမှုကောင်းမွန်ပြီးသွေးမှုအားကိုလည်းညှိပြပါတယ်ဦးတန်မာပြီးအစိတ်အတောက်တွေကိုလည်းတန့်စင်ပေးအသေးအတွက်သွေးကြောများတန်မာလာပြီးအသေးလုဖို့ပိုမိုလွယ်ကူစေတယ်နှလုံးခုန်လုံးကိုတည်ငြိမ်စေပြီးဦးနောက်ဆဲခွေကိုလည်းကောင်းမွန်စေတယ်ကြောက်ကထင်းရှိအစိတ်အတောက်ကိုပျော့စေပြီးရေဓာတ်အနှဲငယ်ကိုဖြည့်တန်းပေးတယ်ဗိုက်တာမင်စီပါဝင်လို့သွားအာရုံကြောတွေကိုလည်းပိုမိုတမ်းမစေပါတယ်โอเคဂျာမနီဘ ഹു တုဒလေးတွေကတော့ဒီလောက်ပါပဲကြိုင်မြတ်ရင် like and subscribe လုပ်ပေးခဲ့ပါအဆုံးထိကြည့်ပေးလို့ကျေးဇူးပါ